ဒီဗီဒီယိုမှာတော့ PPE trainee requirement နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြမှာဖြစ်ပါတယ်။အဲကြောင့်မို့ကျွန်တော် mind map လုပ်ထားပါတယ်နော်။ရိုးရှင်းလေးပါဒီမှာကျွန်တော်တို့ဘာရှိမလဲဆိုတော့ what subject must be trained ရှိမယ်။ on the job training OJT OJT ဆိုတာကျွန်တော်တို့ on the job training ကိုပြောတယ်။ဟာ what subject must be trained အမှကျွန်တော်တို့က5ချက်ရှိမယ်အမှဆိုရင် one PPE is necessary ဘလို့အချိန်မျိုးမှာ PPE ကိုသုံးရမလဲဥပမာကျွန်တော်တို့ရမ်းပူတဲ့နေရာမှာတို့ဘာလို့ဆိုရင် PPE ကိုသုံးတယ်ပြီးရင်ကျွန်တော်တို့ဖုံမုံတွေဘာတွေများတဲ့အခါမှာလည်းအဲ့လိုမျိုးအချိန်တွေမှာလည်း PPE ကိုအသုံးပြုတယ်ဆိုတော့ PPE ကလိုအပ်တာပေါ့အဲ့လိုမျိုးအချိန်မျိုးတွေမှာဆိုရင်လိုအပ်တယ်ကျွန်တော်တို့အမြင့်တွေပါတက်တဲ့အခါမှာလည်းလိုအပ်တယ်ဘာလို့လဲဆိုတော့ safety ဘတ်တွေပါလေကျွန်တော်တို့ကတက်ရတယ်အဲ့ဒါကြောင့်မို့လိုအပ်တယ်ပြီးရင် what PPE is necessary ဘလို့ PPE မျိုးလိုအပ်တယ်လဲဘလို့ PPE မျိုးလိုအပ်တယ်ဆိုတော့ကျွန်တော်တို့ကဥပမာဆိုရင်ခေါင်းကိုကာကွယ်မယ်ခေါင်းကိုကာကွယ်မယ်ဆိုရင် safety helmet ရှိမယ်ပြီးရင်ကျွန်တော်တို့ကမျက်မှန်တွေပါရှိမယ်goggle မျက်မှန်တွေပါရှိပြီး safety ဘတ်တို့ဘာလို့ရှိမယ်အဲ့ဒါမျိုးဆိုရင် what PPE ဘလို့ဟာမျိုးကလိုအပ်တယ်ဆိုရင်အဲ့ဒါမျိုးတွေဖြစ်တယ်ပြီးရင်နောက်တစ်ခု how to proper don't adjust and wear PPE အမှပြောရမယ်ဆိုရင်ဘလို့မျိုး how to properly ဘလို့မျိုး don't have adjust and wear ရောတက်မယ်ဖြုတ်မယ် adjust ဆိုတာကျွန်တော်တို့ထိန်းညှိမယ် and wear PPE ဘလို့မျိုးဝတ်ကမယ်ဆိုတာပြောတယ်ပြီးရင်နောက်က the limitation of the PPE ရဲ့ limitation ကိုပြောတာဖြစ်တယ်ပြောတဲ့အခါမှာဆိုရင်ကျွန်တော်တို့ PPE ကအသက်အန္တရာယ်ကိုတော့ 100% မကာကွယ်ပေးနိုင်ဘူးအဲအကြောင်းမို့ကျွန်တော်တို့က PPE ဝတ်ထားပြီးမဲ့လေကျွန်တော်တို့ကတတိနဲ့တွားတင်တယ်အဲ့လိုမျိုး PPE ကကျွန်တော်တို့ရဲ့ဘေးအန္တရာယ်ကိုတော့ 100% မကာကွယ်ပေးနိုင်ဘူးဒါဖြစ်တယ်နော်အဲဆိုရင် the limitation of the PPE ရဲ့ limit ကိုပြောတာပြီးနောက်က the proper care maintenance useful life and purposes of the PPE ကဲထိမ့်သိမ့်မယ် PPE ကိုကဲထိမ့်ဆောက်ရှောက်မယ်ပြီး maintenance ထိမ့်သိမ့်ပြုပြင်မယ် useful life ဆိုတာကောင်းမွန်တဲ့ဘဝတွေရမယ်အဲ့လိုမျိုးကောင်းမွန်ဖြစ်မယ်ပေါ့ and purposes of the PPE ဆိုရင်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ PPE ကိုဆွတ်ပစ်တဲ့အခါမှာဆိုရင်စနစ်တကျဆွတ်ပစ်ကြမယ်အဲ့ဒါမျိုးပြောတာကဲဒီမှာအဲ့ဒါ5ချက်ရှိတယ်နော် what subject must be trained 5ချက်ရှိတယ် okay ပြီးကျွန်တော်တို့ဒီမှာ on the job training ဆို OJT ကိုပြောတာဖြစ်တယ်ကျွန်တော်တို့เนาะ OJT ကတော့ကျွန်တော်တို့ on the job training ဆိုတော့တင်ပေးတယ်အလုပ်တင်ပေါ့အဲ့လိုမျိုးပုံစံကိုပြောတယ် okay အဲ့မှာရှိတယ်ကျွန်တော်ပထမဆုံးကျွန်တော်က introduction okay introduction ဖြစ်မယ် introduction ဆိုပထမဆုံးကျွန်တော်က man base ဆက်မယ်ပေါ့ဘာညာ trainer day and does trainer တွေက trainer တင်တန်းပေးတဲ့လူတွေကတဲပြပြမယ် and does ပြုလုပ်ပြမယ်နောက်တစ်ချက်က learner stay trainer does learner တွေကတင်ကြားတဲ့လူတွေကတဲဆိုတာပြောမယ်ကျွန်တော်တို့သူတို့တင်တဲ့ဟာတွေကိုတခြားဖတ်မယ်တခြားဖတ်ပြီးတော့ပြောမယ်ဆိုတာဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ကဘယ်လိုမျိုးမေးခွန်းမေးတာအဲ့လိုမျိုးအခြေအနေကိုပြောတယ်အဲ့လိုမျိုးမေးခွန်းမေး trainer တွေက test trainer တွေကပြုလုပ်ပေးမယ်ပြီးရင် learner test and test learner တွေကပြောမယ်ပြီးရင်လုံးမယ်နောက်ဆုံးအကုန်လုံးလုပ်ပြီးတော့ trainer တွေကလည်းတင်ပြီးသွားပြီဆိုတော့အမှ learner test and test ကိုပြုလုပ်မယ်ပြီးရင် conclusion ဆိုတာကျင်းပြောတာဖြစ်တယ်နောက်ဆုံးကဘယ်လိုပြောလဲ good job emphasize the importance of the procedure and how it fits into the overall process or process တွေအကုန်လုံးမှာသူတို့ဘယ်လိုမျိုးဖြစ်သွားတယ် fit ဖြစ်တယ်ဆိုတာကိုအမှ conclusion မှာပြောမယ်ကဲပြီးတော့ document ဆိုတော့ကျွန်တော်စာရွက်စာတမ်းထုတ်ပေးတာဆိုတော့ certificate ထုတ်ပေးမယ်ပြီးရင် validate ဆိုတာဘာကိုပြောလဲဆိုတော့ကျွန်တော်တို့ကအတီးပြုထောက်ခံတာပေါ့အဲ့လိုမျိုးပြောတာဖြစ်တယ်the employee has developed a proper attitude related to the work တင်နန်းသားက have developed
သိရှိပဲတိုးတောက်ပြီးသွားပြီattitude တွေအသိမြင်သိသွားတယ် related to တော့အလုံးနဲ့ဆိုင်တဲ့အသိမြင်တွေသိသွားတယ်ဆိုတာကိုအဲ့ဒါကို validate လို့ပြောတာဖြစ်ပါတယ်ကဲဒါဆိုရင်နောက်ဆုံး PPE training requirement မှာဒီတစ်ခုရှိသေးတယ်ဒီကတော့ fusion one training and numbers of employee knowledge and related skill to the use of PPE is best measured by written test and demonstration ဆိုတော့သူတို့ရဲ့သိတာတွေသင်ကြားပြရတွေအကုန်လုံးကိုကျွန်တော်တို့ကဘယ်လိုမျိုးလဲဆိုတော့စာတွေးနဲ့လက်တွေ့စစ်ဆေးတယ်အဲ့ဒါကိုပြောတာဖြစ်ပါတယ်အဲ့ဆိုရင်ကျွန်တော်တို့က PPE training နဲ့ပတ်သက်ပြီးတော့အကုန်လုံးသိရှိပြီးဖြစ်ပါတယ်ကျွန်တော်ကိုသိချင်တာရှိရင်လည်းcomment မှာမှန်းခဲ့လို့ရပါတယ်အားလုံးကိုအဆုံးကြီးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်